ဒီလိုမဆောက်တဲ့တောင်ကုန်းပေါ်မှာလှပပြီးခင်မီစိန်ခန်းဗီလာတစ်လုံးကိုဘယ်လိုများဆောက်လုပ်ထားသလဲအစပိုင်းမှာတော့ဘာမှမရှိတဲ့6ခန်းမနေရာလေးတစ်ခုပါပဲအဲ့ဒီနောက်မြေပြင်အနေထားကိုလေ့လာပြီးရှင်းလင်းရေးလုပ်ပါတယ်ဆောက်လုပ်ရေးစတင်နိုင်ဖို့အတွက်တောင်ကုန်းရဲ့အဓိကကျတဲ့နေရာတွေကိုမြေညှိဖြတ်တောက်ရပါတယ်ဒီလိုနဲ့လမ်းရဲ့အောက်ဘက်မှာအလုပ်လုပ်လို့ရမယ်ပထမဆုံးအပိုင်းကြီးပေါ်လာတာပေါ့ကြောက်သားလီထဲကိုအုပ်မြစ်တွေနဲ့တူပြီးအခြေခံရောက်အရင်ဆုံးလုပ်ရပါတယ်အဲ့ဒီအုံမြစ်တွေပေါ်ကနေတန်ကူကွန်ကရစ်တိုင်နေတဲ့အိမ်ရဲ့အမာခံပုံစံကိုဖော်ပါတယ်ပြီးတော့ကွန်ကရစ်တိုင်အမြင့်ကြီးတွေကိုတဆင့်ချင်းတိဆောက်ပြီးကြမ်းတက်တဲ့မြေပြင်အထက်မှာအိမ်ကိုမြင့်တင်လိုက်တာပါထောက်တိုင်ကြီးခိုင်ခန့်သွားပြီဆိုရင်တော့ဗီလာရဲ့ပထမဆုံးအခြေခံအလွှာ slab ကိုလောင်းထည့်ပြီးအောက်ခြေ platform ကိုဖော်လိုက်ပါတယ်အဲ့ဒီကနေမှအပေါ်ထက်တွေကိုဆက်ပြီးတိုးချဲဆောက်လုပ်လာတာနေရန်တွေဝရန်ဒါတွေနဲ့အိမ်ရဲ့ထွက်နေတဲ့အစိပ်ပိုင်းတွေကိုတစ်ထပ်ပြီးတစ်ထပ်ပုံဖော်လာတဲ့အခါမှာတော့အိမ်ပုံစံကပိုပြီးတော့တိတာထင်ရှားလာပါတယ်အိမ်ရဲ့အပြင်ပိုင်းအကျန်းတယ်ပြီးသွားတဲ့အခါမှာတော့ဒါဟာအင်ဂျင်နီယာအတတ်ပညာတတ်တင်မဟုတ်ဘဲတကယ့်ခင်မီအိမ်ယာတစ်ခုဖြစ်လာပါတယ်မှန်ပတင်းပေါက်အကြီးကြီးတွေပြတ်သားတဲ့အနားသက်တွေနဲ့တီးတက်တဲ့အချောသက်တွေကဖီလာကိုဇိမ်ခံအိမ်ဖြစ်ပေါ်လွင်သွားစေတာပါနောက်ဆုံးအဆင့်မှာတော့အပြင်ဘက် area တွေကိုပြန်ပြင်းနေအောက်ဘက်ကဝင်ပေါက်တွေကိုအပီးသက်လှုပ်ဆောင်လိုက်တဲ့အခါမှာတော့6ကန်းပါချီရင်ဟာကားပါကင်နဲ့ဧည့်သည်အဝင်ထွက်လုပ်လို့ရတဲ့နေရာကောင်းတစ်ခုဖြစ်သွားပါတော့တယ်တကယ်ချင်းတို့လေဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ရင် share ပေးသွားအောင်ဗျ